မင်္ဂလာပါရှင်မော်လမြိုင်မဆိုးရင်အတွက်တရားမော်လူအုပ်40လာလှူသွားတာပေါ့နော်ဥအောင်ခန့်ဒေါခင်ခင်သားမောင်လင်းအောင်ပြည့်ခိတဂျပန်သူသားလေးကဂျပန်မှာကျောင်းတက်နေတာတဲ့သူသားလေးမွေးနေ့22နှစ်ပြည့်မွေးနေ့အလှူအုပ်40လှူဒန်းသွားပါတယ်ကျစ်အိုရင်တရားမော်လူအဲ့တော့အုပ်40တအုပ်မမဒီမှာလှူရှင်ပါတယ်နော်2အုပ်3အုပ်4အုပ်5အုပ်6အုပ်9အုပ်10အုပ်9အုပ်10အုပ်မမ10အုပ်တကြောသွားပြီမော်လမြိုင်မစိုးရင်ပေါ့နော်1 2 3 4 5 6 9 10 90ဒါဆိုမမအုပ်20ဒီမှာနောက်ထပ်10အုပ်ကမမဒီမှာအုပ်40မမဒီမှာမော်လမြိုင်မစိုးရင်ညီမလေးလှူပေးမှာပေါ့ဒီမှာအုပ်20ဟိုမှာအုပ်20ဆိုတော့မမအုပ်40เนาะအဲ့တော့မမဒေါခင်ခင်အထည်ဆိုင်အများကြီးရောင်းကောင်းပါစေเนาะစီးပွားလက်လာပါတွေလည်းတိုးပါစေညီမလေးဆုတောင်းပေးလိုက်တယ်เนาะရက်တော့